သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမဦးစီးဌာနမှကြီးမှုပြီးရန်ကုန်တိုင်းဒေသကြီးတာကေတမြို့နယ်မှာအခြေခံစည်ရေးစည်ရင်ကိုင်တင်တဲ့ကိုဇွန်လ22ရက်နေ့ဒီကနေ့မှာတာကေတမြို့နယ်သမဝါယမဦးစီးဌာနမှတင်နန်းသူ42ဦးဖြင့်အခမဲ့ဖွင့်လှစ်ခဲ့ပါတယ်။အဆိုပါတင်နန်းကိုဇွန်လ22ရက်နေ့မှ26ရက်နေ့ထိတင်ကြားပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။နိုင်ငံတော်ကဆောင်ရွက်နေတဲ့ပြည်သူ့အကျိုးပြုစီမံချက်အဖြစ်သမဝါယမလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ပြီးစီးပွားရေးလုပ်ငန်းတွေမှာစည်ရင်းစရာတွေစနစ်တကျမှတ်တမ်းထားရှိစေဖို့နဲ့ကိုယ်တိုင်ရေးဆွဲနိုင်အောင်စာရွက်လက်တွေ့သင်ကြားပေးတဲ့အခြေခံစည်ရင်းစည်ရင်ကိုင်သင်တန်းကိုရန်ကုန်တိုင်းဒေသကြီးတာကေတမြို့နယ်သမဝါယမဦးစီးဌာနနဲ့မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ပူးပေါင်းကဖွင့်လှစ်တာဖြစ်ပါတယ်။တင်နန်းဆရာ3ဦးနဲ့စာရေးလက်တွေကိုတင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းတွေပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းတွေကိုလှုပ်ဆောင်တဲ့အခါမှာစင်းစရာတွေကိုစနစ်တကျတိကျခိုင်မာသာရေးတင်တတ်မှသာလျှင်ဒီလုပ်ငန်းတွေကအဆင်ပြေချုံးမှုမှာဖြစ်တဲ့ရေးကြည့်တာဖြစ်တဲ့အတွက်ကြောင့်ဒီစင်းတင်နန်းကိုတက်မြောက်ခြင်းအပြင်ကိုယ့်ရဲ့လုပ်ငန်းမှာပဲဖြစ်ဖြစ်အဖွဲ့အစည်းလုပ်ငန်းမှာပဲဖြစ်ဖြစ်ဘယ်လုပ်ငန်းမဆိုဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ကျမတို့သမဝါဒီအနေနဲ့လည်းစီးပွားရေးလုပ်ငန်းတွေကိုအဓိကထားပြီးတော့ဆောင်ရွက်ရတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ကျမတို့မြို့ပေါ်မြို့နယ်အနေနဲ့ကုန်သွယ်မှုကဏ္ဍကိုအဓိကထားဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်ဒီစည်ရင်းရွေးသွင်းမှုကအဓိကအရေးကြီးပါတယ်။သမဝါနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရန်ကုန်တိုင်းဒေသကြီးသမဝါဦးစီးဌာနကနေကြီးမှုပြီးတော့အခြေခံစည်ရင်းစင်ကိုင်းတင်နန်းကိုဝင်လင်းပို့ချတာ12မြို့နယ်အနေနဲ့ကျမတို့တာရီတာမြို့နယ်ပါဆယ်မြို့နယ်ပြီးပါပြီဒါပြည်သူအကျိုးပြုပေါ့အများပြည်သူတွေရဲ့အကျိုးကိုလည်းသမဝါနေပြီးတော့တစ်ဖက်တစ်လမ်းနဲ့ပူပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ပါတယ်ဒီအားကြောင့်ဒီတင်နန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စီမံကိန်းစီမံချက်တွေဆွဲတဲ့အခါမှာတင်းစရာတွေအရင်အရေးကြီးပါတယ်အမှန်မှဥပဒေဒီဥပဒေနဲ့ညီအတင်းသားတွေအကျိုးပြုတာပြည်သူအကျိုးပြုတာစံကကျိုးကျွန်တော်တို့အတင်းသားအကျိုးတွေကိုလုပ်နေပါတယ်ပြည်သူတွေကကျွန်တော်တို့တမမောင်အားပေးပါဒီလိုတင်နန်းတွေလည်းလာရောက်တက်စေချင်ပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင်လုပ်ငန်းတွေလုပ်တဲ့အခါမှာလည်းပုံမတိုးချက်ပြီးတော့ဆောင်ရွက်နိုင်တဲ့အကျိုးကျေးဇူးတွေရမှာဖြစ်တဲ့အတွက်ပြည်သူတွေလည်းလာပြီးတော့တင်နန်းကိုတက်ပါလို့ကျွန်တော်ဖိတ်ခေါ်ပါတယ်လူသုံးကုန်အိမ်သုံးကုန်နဲ့လျှက်စစ်ပစ္စည်းတွေရောင်းချနေတဲ့ပြည်သူတယောက်ဖြစ်ပါတယ်။စင်းစရာတွေတက်ကြွနားလည်မှသာလျှင်ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာအတက်ကျဆန်းစစ်တိုင်းနဲ့အမျှစစ်စစ်သုံးသွားမှာဖြစ်တဲ့အတွက်ကြောင့်အခုလိုဒီတင်နန်းကိုလည်းကျွန်တော်လာရောက်တက်ရောက်ခြင်းဖြစ်ပါတယ်။တာကေတတေနော်မှာရက်ကွက်ကဖြစ်ပါတယ်။ကုန်မှာရောင်းဝယ်လုပ်ငန်းလုပ်ပါတယ်ပေါ့နော်။တင်နန်းကိုလာတက်ရတဲ့ယူရချက်ကတော့ကိုလုံးနေတဲ့စီးပွားရေးဝင်ငွေထွက်ငွေစည်ရင်းအင်းကိုလည်းတေချာလေးလဲကင်တွယ်ခြင်းလို့လည်းဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့စီးပွားရေးလုပ်ငန်းတွေအောင်မြင်အောင်ဆောင်ရွက်နိုင်မှုအတွက်သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသမဝါယမဦးစီးဌာနမှရန်ကုန်တိုင်းဒေသကြီးတွင်အခြေခံစည်ရင်းစည်ရင်ကိုင်သင်တန်းကိုအခမဲ့ဖြင့်မြို့နယ်12မြို့နယ်မှာဖွင့်လှစ်သွားတာဖြစ်ပြီးဇူလိုင်လ6ရက်နေ့တွင်ဗဟန်းမြို့နယ်ဇူလိုင်လ13ရက်နေ့တွင်ကမာရွတ်မြို့နယ်တွေမှာဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။